အားလုံးပဲမင်္ဂလာပါရှင် ညီမတို့တငယ်ချင်း2ယောက်လုံးက ACCA လမ်းကြောင်းကိုကိုယ့်ရဲ့ career အဖြစ်ရွေးချယ်ဖြစ်ခဲ့ကြပါတယ်။ဒါကြောင့်မို့လို့ ACCA လမ်းကြောင်းကိုစတင်လျှောက်လန်းတာနဲ့ ACCA Foundation Level ကို NLA မှာပဲစတင်တက်ရောက်ဖြစ်ခဲ့ကြပါတယ်ရှင်။ အခုဆိုရင်တော့ Foundation Level ပြည့်စုံလို့ ACCA Part 1 3ဘာသာလုံးကိုလေ TNLA မှာပဲတက်ဖြစ်နေရပါ NLA မှာဆိုရင် Foundation Level ကနေစပြီးတော့ Whole Professional Level အထိအတန်းဒီဖွင့်လှစ်ပေးထားတာမို့လို့ညီမတို့အတွက်အရန်ကုန်မှအဆင်ပြေပါတယ်အတန်းတွေကဆရာမတွေကအတင်ပြအရန်ကောင်းမွန်တယ်လို့ကျောင်းရဲ့ဝန်ဆောင်မှုကလည်းအရန်ကုန်မှကောင်းမွန်ပါတယ်အခုဆိုင်ရဲ့မြင်ကပုံပွင့် Center 9 မှာရှိရဲ့ NLA မှာကဟိုအရင်တုန်းကလိုပဲ library တွေလည်းရှိရဲ့ကန်တင်းတွေလည်းရှိရဲ့စာသင်ခန်းတွေဆိုလို့ရှိရင်လည်းချေဝန်းနဲ့ aircon ကလည်းအေးနေရတယ်စာသင်ရတာ concentrate လုပ်လို့လည်းအရန်ကောင်းတယ်ဒါအပြင်မသိတဲ့စာတွေရှိလို့ရှင်လေအတန်းတွေမှာဆရာမတွေကိုတန်းမေးလို့ရရပေါ့နော်ဒါကြောင့်မလို့ညီမတို့နှစ်ယောက်စလုံး ACCA Part 1ကို online ကနေမတက်ဘဲနဲ့ NLA Campus မှာတက်ဖြစ်တာပါရှင်NLA မှာက ACCA Foundation ကနေပြီးတော့မှ Professional Level အထိကို Campus အတန်းတွေရော Online အတန်းတွေရောအဆင်မပြေအမြဲတမ်းဖွင့်လှစ်ပေးနေပါတယ်ရှင်ACCA journey ကိုရှောက်လန်းဖို့ဆိုရင်တော့ NLA ကိုရွေးချယ်လိုက်တာမှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်တယ်လို့ညီမတို့က recommend ပေးပါရရှင်။ဟုတ်ပါ